မိမဆိုတာဘယ်တော့ဂျုံရဘူးလို့လဲဒါနဲ့ငါဂျုံခဲ့ငါဒုက္ခရောက်နေတဲ့အချိန်မှာ तू ကတော့အချစ်တင်နဲ့ပျော်လို့တစ္ဆာမရှိတဲ့လူတွေပျော်တော့လောကကြီးခွဲပြူလေလားဟာ